ကဲအခုလိုမျိုးအလှမှာချက်တဲ့ဝတ်သားဟင်းပုံစံကိုဘယ်လိုချက်မလဲဆိုတာချင်းနဲ့တူလိုက်ကြည့်ပေးပါဒါကတော့အလှမှာချက်တဲ့ဝက်အချက်တိုင်းချက်ပြထားဖြစ်ပါတယ်ဒါချက်ပထမဆုံးအနေနဲ့ချက်ကတော့ဝတ်သားတစ်ပိတ်တာဝယ်လိုက်ပါတယ်ပြီးတဲ့ခါမှာဆိုလို့ရှိရင်ချေတို့ကစားရယ်ဆွနဲမုံရယ်ကြာညို့ရယ်ပြီးလို့ရှိရင်ကြက်သားမုံရယ်ချေထည့်ပြီးတော့နေထားလိုက်ပါတယ်ချေချုံမုံတော့မသုံးပါဘူးရှင်ကြက်သွန်နီလျင်းနာနဲ့ငိုနေတော့အဆူတော့ကောင်းမလေးဖြစ်ပါတယ်အလေအိမ်ကတော့ချက်လက်ရအောင်လုံးဝယူသွဆွဲလန်းကြရတယ်ပေါ့နော်အိမ်ကလူတွေကိုချက်ပြီဆိုရင်လုံးဝထမင်းဆိုရင်ခဏပြန်ချက်ရသည်ထီပေါ့နော်အဲ့လောက်ထိစားကောင်းတယ်လို့အမေကတော့ပြောတာပဲအခုတော့ကြက်သွန်ဖြူကိုချဲတို့ကအခွင့်ခွာပါညာတရကထောင်းမယ်နောက်ကဘီနာကတော့သူကရွှေရှောင်းပေါ့ဂျင်းနေပါတယ်ချဲကဂျင်းကိုလည်းထောင်းပြီးတော့မှအဲ့လိုအရေကိုညှစ်ပြီးတော့အသားလေးကိုရေညှစ်ထည့်ပြီးတော့ပိုတဲ့ဟာလေးတွေကိုလည်းချဲကစီးတက်တဲ့ထည့်မယ်ဆိုပြီးတော့မှချဲတွေးထားလိုက်တယ်ပေါ့ကွယ်ဒါတော့ကြက်သွန်ဖြူကြက်သွန်နေပြီးတော့ဂျင်းပြီးလို့ရှိရင်အညှစ်ထည့်ထားတယ်ပြီးတော့ခက်တီနဲ့ကိုယ်သိလားစီယူတက်ပြီးတော့ကျက်သွန်နီတွေကိုစီတက်မယ်အစားကိုစီလဲကျက်ရောကျမဝတ်သားတွေအကုန်လုံးထိတ်ချပလိုက်တယ်ကိုရဲ့သိလားရီရတယ်ကျမယူတယ်တကယ်တော်တော် crazy ပဲမသိသေးဘူးတဲ့အခုသတိမထားမိသေးဘူးခက်တီနဲ့မှုရဟဲ့အဲ့နဲ့ပဲကျမမတက်နိုင်နေဆိုမှအကုန်လုံးပေါင်းပြီးတော့လုံးချက်ပုံစံမျိုးချက်လိုက်ဒါပေမဲ့အရန်ရတာရှိရဲ့ကိုဒါကတော့ပထမတရေမှာဒါပေမဲ့ရေလုံးဝမထည့်ရသေးတဲ့အချိန်ဒါကလေရေလုံးဝမထည့်ရသေးဝတ်သားမှာထွက်တဲ့အရေရဲသူ့ဘာသာသူအဲ့အရေလေးတွေနဲ့ပဲခြေအရသာကိုထည့်ထားပဲဟိုပါဘောရတာရောဘောနော်လုံးအောင်လို့တမင်ကိုအဲ့ဒီတိုင်းပဲအုပ်ထားလိုက်တယ်ကွယ်အမအရသာစိတ်ဝင်သွားလုံးဝအရသာရှိအကြည့်အယောင်စင်းအနဲ့ရတာကျမဟင်းအရန်ကောင်းတယ်စားကြည့်ပါသမီးလဲရကောင်းလုံးလို့မလို့နောက်တော့ထပ်သမီးကိုနောက်တော့ထပ်တယ်နေရတယ်လို့မနောက်ဘူးစားကြတာဟုတ်လားအေးမင်းရောစားပြီလားမေးလဲစားပြီမေးလဲဂိုင်းနဲ့တလုံးကုန်သွားတယ်တကယ်ပေါ့ဘေဘီရောစားဗလားဘေဘီမစင်းရသေးဘူးမေ तू မဆိုင်ရသေးဘူးသမီးကိုမနာသေးဘူးမလာနဲ့အောင်လို့ပြောတာအောင်ဘေဘီတကယ်သမီးတစ်စမ်းမှမရှိတော့ဘူးပေါ့တကယ်ကိုမရှိတော့လားဘလို့တော့ချက်ပြုတ်ကောင်းတယ်အဲ့လောက်ကြီးချက်ကောင်းတော့သမီးတို့ကိုဘွားတော့မေးလိုက်ကောင်းလားလို့မီးချက်တာစားပြီလားမေ तू တပိတ်တာလုံးချက်လို့လေကိုကြီးကကိုမမလာတယ်မင်းလောက်ပါမလားမေးစမ်းမှာကွာလို့ကိုမမလားမမေးပါနဲ့လို့ဟိုကဘွားတော့မေးလိုက်မီးချက်တာကောင်းလား तू စားပြီလားဘွားတော့လည်းစားပြီဘွားတော့အဲ့မကောင်းလားတဲ့ကောင်းပါသမီးနေကိုပုံလို့ဒီမဲ့သမီးနောင်မရှိတော့ဘူးကဲပြီးရောကြရင်ပြီးတာပဲလက်ရတော့မိုက်တယ်လို့သူ့ရဲ့ပုံသွားတာပဲယောက်ျားယူလို့ရတော့ပြီလားသမီးကညီပိုးတောင်ထွက်သွားအောင်မယ်ညီအဲ့ပါသမီးကရောက်ခမသမီးကိုလေဟင်းမချက်တတ်ဘူးဆိုပြီးတော့နှိမ်ချမှာဆိုလို့အဆင်ပြေလားယောက်ျားယူမလေးညက်တယ်ကောင်းပါဆိုမှလှပါဆိုရေမချိုးရတယ်လို့သမီးယောက်ျားယူလို့ရပြီပေါ့ညီကောင်းပါမလေးဟိုဘက်တောင်နှစ်ခါတောင်ချောသွားအောင်မယ်လို့ဟင်းချက်ကတော့ရက်ဆက်တယ်ဟာလားတကယ်ပေါ့သဘုံမှုတောင်ရှုံးပေးရတယ်